မင်္ဂလာပါခင်ဗျာအဲ့ဒီမြန်မာကနေပြီးတော့မတ်လ12ရက်နေ့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စီးရေးစီးပွားရေးလူကြီးသတင်းတွေကထူးခြားတဲ့သတင်းတွေကိုတင်ပြပေးလိုတာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းကတော့ပြည်တွင်းမှာ73စီလွယ်တကူဝယ်ယူလို့မရတာကြောင့်တောင်သူတွေခက်ခဲတွေ့နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်73စီကိုကန့်သက်နဲ့ဝယ်ယူရတာကြောင့်အပြင်ဆိုင်တွေကပေပါတွေနဲ့ပုံးတွေနဲ့ရောင်းမချပေးတာကြောင့်တောင်သူတွေအနေနဲ့မိုးကြိုကာလမှာလယ်မြေတွေထွန်းရနိုင်ဖို့အတွက်စီးရရှိဖို့အခက်အခဲဖြစ်ပေါ်နေတယ်လို့သိရပါတယ်ကျွန်တော်တို့ကလေကတရားကျော်လုပ်ပါတယ်လေထွန်ဆက်ကြီးလည်းရှိပါတယ်လေတေကကိုပြမ်းမြစီကုံနှုံးစိန်ခွဲထေရီတကားလန်ခဲကြေထေရီတကားလန်အဲ့ဒီနှစ်ခုကမိုးကြိုပေါ့မိုးမရွာရင်ကြိုမောင်းရတာမိုးရွာတာနဲ့စက်ခုတ်ရပါတယ်နှလွာစီတကားလန်ဝင်းကျင်ကုန်ပါတယ်တေကပေါ်စီပြမ်းမြ3ကားလန်ဝင်းကျင်ကုန်ပါတယ်စိုက်ပျိုးရေးနိုင်ငံဖြစ်လို့စိုက်ပျိုးရေးစိုက်ရမှာတကြမ်းမတိုင်းပြီးထွန်ရရမှာပါအခုစီမရလို့ထွန်ဆက်တွေရနာထားပါတယ်လို့တန်လင်းမျိုးကလေယာလုပ်ငန်းရှင်လုပ်ကင်သူတူကပြောပါတယ်လက်ရှိမှာအစိုးရနဲ့တာဝန်ရှိသူတွေအနေနဲ့ဦးစားပေးပြီးဥပဒေတွေထုတ်ပြန်နေတာဟာကားနဲ့မော်တော်ဆိုင်ကယ်တွေတက်တာဖြစ်နေတာကြောင့်တောင်သူလယ်သမားတွေအသုံးပြုဖို့လေယာသုံးဆက်ပစ္စည်းတွေအတွက်စီးရရှိရေးထုတ်ပြန်ပေးတာမျိုးတောင်းဆိုခြင်းတယ်လို့သူကပြောပါတယ်73စီလုပ်ငန်းရှင်တွေအနေနဲ့စီတွေကိုမိမိသဘောနဲ့ရောင်းချပါကရေနံထွက်ပစ္စည်းထိန်းသိမ်းကြီးကြပ်ဖွဲ့မှာရေးယူသွားမှာဖြစ်ပြီးမြို့နယ်အုပ်ချုပ်ရေးဖွဲ့ထောက်ခံစာပါရှိမှသာပုံးပေပါတွေနဲ့ရောင်းချပေးဖို့အစိုးရကညွှန်ကြားထားတာလို့သိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းကတော့ပြည်တွင်းမှာ EV ကားဈေးမြင့်တက်လာတော့လဲလဲပြန်ရောင်းသူများဖို့မှန်းထားသလိုဖြစ်မလာသေးဘူးဆိုတဲ့သတင်းဖြစ်ပါတယ်ပြည်တွင်းကားရောင်းဝယ်ရေးဈေးကွက်မှာပြီးခဲ့တဲ့ရက်ပိုင်းကဈေးနှုန်းများမြင့်တက်လာတဲ့ EV ကားများလဲပြန်လဲရောင်းချမှာမျှော်မှန်းတဲ့အခြေအနေမျိုးမဖြစ်ကြတော့ရန်ကုန်မြို့အခြေစိုက်ကားရောင်းဝယ်ရေးဈေးကွက်အတွင်းမှာသိရပါတယ်လွန်ခဲ့သောအပတ်က73ဒီရောင်းဆိုင်များမှာအချိန်ကြာမြင့်စွာတန်းစီဝယ်ယူခဲ့ရခြင်းလက်တလောနံပါတ်များလိုက်မောင်းနေရခြင်းစသည်တို့ကြုံတွေ့ပြီး brand လိုက်မူလာကလေးကကျပ်သိန်း1500ဝန်းကျင်ဈေးခေါ်ရောင်းနေတဲ့ EV ကားများမှာကျပ်သိန်း1950ဝန်းကျင်မူလာကကျပ်သိန်း1900ခေါ်သော EV ကားများမှာကျပ်သိန်း2900နီးပါးဖြင့်ဈေးနှုန်းများအသီးသီးမြင့်တက်ရောင်းချလာခဲ့ကြပါတယ်လက်တလောမှာ73စီကားများထက် EV ကားများပေါ်စိတ်ဝင်စားသူများကခင်တဲ့ပိုများလာတော့လေအသွင်းရသောပြဿနာများကြောင့်73စီကားများကဲ့သို့မြို့နဲ့မောင်းနှင်သွားလာနိုင်ခြင်းမရှိဘဲအသွင်းစနစ်အဆင်ပြေမဲ့မြို့များကိုသာရွေးချယ်သွားလာနေရခြင်းအသွင်းလောက်ကိုင်းရာမှာအခက်အခဲရှိနေခြင်းစသည့်အခြေအနေများကြောင့်ဝါရင်ကားရောင်းဝယ်သူများက GMT များကဲ့သို့ EV ကိုမကန်ရဲသေးကြခြင်းဖြစ်ကြောင်းကားရောင်းဝယ်ဈေးကွက်အတွင်းမှာသိရှိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းကတော့နေပြည်တော်မှာဘက်ထရီလျက်စစ်ရထားတွဲဆိုင် BEMU များတိစောက်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နေပြည်တော်စက်ကောင်းတစ်တက်ဆင်ထုတ်လုပ်ရေးစက်ရုံမှာဘက်ထရီလျက်စစ်ရထားတွဲဆိုင် BEMU တွေတိစောက်နေတယ်ပို့ဆောင်ရေးနဲ့စက်သွယ်ရေးဝန်ကြီးဌာနကသိရပါတယ်ပို့ဆောင်ရေးနဲ့စက်သွယ်ရေးဝန်ကြီးဌာနကပြည်ထောင်စုဝန်ကြီးဟာမတ်လ17ရက်နေ့ကအဲ့ဒီလိုဘက်ထရီလျက်စစ်ရထားတွဲဆိုင်တွေတိစောက်နေတယ်နေပြည်တော်စက်ကောင်းတစ်တက်စေထုတ်လုပ်ရေးစက်ရုံတို့တားရောက်ကြည့်စုစစ်ဆေးခဲ့ပါတယ်။ယခုလက်ရှိတည်ဆောက်နေတဲ့ဘက်ထရီလျက်စစ်ရထားတွဲဆိုင်တွေဘက်ထရီလျက်စစ်ရထားစက်ကောင်းတစ်တွေနဲ့ဘက်ထရီတွဲတွေကိုအရေးသွေးပြည့်မီရေးနဲ့သတ်မှတ်ကာလမှာအချိန်မီပြီးစီးရေးအထူးကြိုးပမ်းဆောင်ရွက်ဖို့ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့တယ်လို့သိရပါတယ်။ယခုတည်ဆောက်နေတဲ့ဘက်ထရီလျက်စစ်ရထားတွဲဆိုင် BMU တွေကိုရန်ကုန်မြို့ပတ်နဲ့ခီးဒိုလမ်းပိုင်းတွေမှာအသုံးပြုမှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုတ်ကတော့ကားတွင်းမှာစီထုတ်စဉ်မိလောင်မှုမြောက်ရီမှာဖြစ်ပွား၍ဒဏ်ရာရှိသူ3ဦးရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကင်းပြည်နယ်မြောက်ရီမြို့မှာပြီးခဲ့တဲ့2ရက်အတွင်းကားတစ်စီးမှာအခြားကားတစ်စီးတို့စီထုတ်ယူအားမှာမိလောင်မှု2ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး3ဦးမိလောင်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ပထမအကြိမ်မိလောင်မှုမှာမတ်လ10ရက်နေ့မှာဖြစ်ပွားခဲ့ပြီးဒဏ်ရာရသူ2ဦးလုံးကိုနေဆက်ဖြတ်ကျော်ထိုင်းနိုင်ငံမဲဆောက်မြို့ရှိစေယုံတို့ပို့ဆောင်ကုသမှုခံယူစေခဲ့ပါတယ်။ထို့နောက်မတ်လ9ရက်နေ့မှာအလားတူကားတစ်စီးမှာစီထုတ်နေတဲ့အမျိုးသားတဦးမီးလောင်ဒဏ်ရာရအနီရောင်အဆင့်ပြင်းထန်ရရှိခဲ့ကြောင်းဒေတာတွင်သတင်းရင်းမြစ်များကအတည်ပြုပါတယ်။လက်ရှိမှာမြောက်ရီမြို့တွင်ရှိ73စီဆိုင်ချုပ်မှာစီပြက်လက်မှုကြောင့်ယာယီပိတ်ထားရပြီးကျန်းတဲ့ဆိုင်ချုပ်မှာရောင်းချနေတော့လေဝယ်ယူသူများပြားသဖြင့်စီကားလျက်ရှိပါတယ်။စီဝယ်ယူမှုခက်ခဲတာကြောင့်အချို့သောကားပိုင်ရှင်များဟာမြောက်ရီမဲဆောက်ချစ်ကြည်တရားကိုဖျက်ပြီးမဲဆောက်ဖက်ချမ်းသို့တွားရောက်ခါ
ကားစီဖြစ်တင်ပြီးနောက်မြောက်ရီဘက်သို့ပြန်လည်ရောက်ရှိလာက၎င်းတို့ကားအတွင်းမှစီများကိုဆုပ်ယူပြီးဈေးနှုန်းမြင့်တွေပြန်လည်ရောင်းချနေသည်ကိုလည်းတွေ့ရှိရပါတယ်။ဤကဲ့သို့နေဆက်ဖြတ်ကျော်စီတဲ့ရောင်းချမှုနဲ့ကားအတွင်းမှဓာတ်ရိုက်စီထုတ်မှုများဟာမိဘေးအန္တရာယ်ကိုပုံမှုမြင့်တက်စေကြောင်းလုံခြုံရေးအသိပညာပေးမှုများချက်ချင်းလှုပ်ဆောင်တင်ကြောင်းဒေသခံများကသုံးသပ်နေကြပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့2026ခုနှစ်မြမရိုးရာမဟာတကြံပွဲတော်အတွက်ရန်ကုန်မြို့တော်ခမ်းမရှိမှာတကြံမတ်တက်တိစောက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။2026ခုနှစ်မြမရိုးရာမဟာတကြံပွဲတော်အတွက်ရန်ကုန်မြို့တော်ခမ်းမရှိမှာတကြံမတ်တက်တိစောက်နေကြောင်းသိရပါတယ်။စဆောက်တာကမနေ့ကဆောက်တာပါ။အခုမှအစပဲရှိပါသေးတယ်။မြို့တော်ခမ်းမရှိမှာဒီချိန်မှစောင့်နေတာဆိုတော့တကြံမတ်တက်စောင့်နေတာပေါ့လို့အနီးနားကနေထိုင်သူတူကပြောပါတယ်။2025ခုနှစ်ကငလင်ကြောင့်တကြံပွဲတော်ကိုရန်နာခဲ့ပြီးယခုနှစ်မှာပြန်လည်ကျင်းပမှုအတွက်ကြိုးစိုးကြောင်း၎င်းကဆက်လက်ပြောကြားပါတယ်။မနစ်ကတော့သိတဲ့အတိုင်းပဲငလင်ကြောင့်တကြံမကျင်းပနိုင်ခဲ့ဘူး။စောက်ပြီးသားမတ်တက်တွေလည်းပြန်ဖြတ်ခဲ့ရတယ်။ဒီနှစ်တော့ပြန်ကျင်းပတဲ့အတွက်ဝန်တာပါတယ်။မကျင်းပတာကြရင်တကြံဆိုတာမြန်မာတို့ရဲ့ရိုးရာဆိုတာမိကုံမှာဆိုတယ်။ဒီနှစ်ပြန်ကျင်းပတဲ့အတွက်ကြိုးစိုးပါတယ်။လူငယ်တွေအနေနဲ့လည်းရိုးရာပျော်ရွှင်မှုတွေပျော်ရွှင်တဲ့အရာပါ။ဒါပေမဲ့သတိနဲ့တော့ပျော်ရွှင်စေခြင်းပါတယ်လို့၎င်းကပြောပါတယ်2025ခုနှစ်မတ်လ28ရက်နေ့မန္တလေးနဲ့စကိုင်းကိုပို့ပြပြီးလှုပ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်နေများပြပျက်စီးခဲ့ပြီးလူပေါင်း3000ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်အဆိုပါဝန်နေစရာဖြစ်အကြောင်း2025ခုနှစ်မဟာတကြံပွဲတော်ကိုမကျင်းပဘဲရန်နာခဲ့ကဆောက်လုပ်ပြီးလူနီးပါးရှိတဲ့ရန်ကုန်မြို့တော်အခမ်းမရှိမြို့တော်ဝင်မတ်တက်ကိုလည်းပြန်လည်ဖျက်သိမ်းခဲ့ကရက်ွက်ချို့တွင်သာရက်ွက်တကြံဖြင့်ကလေးငယ်များပျော်ရွှင်ခဲ့ရပါတယ်။ယခုနှစ်2026ခုနှစ်မှာတော့မြမရိုးရာတာတကြံပွဲတော်ကိုပြန်လည်ကျင်းပရန်အတွက်ရန်ကုန်မြို့မှာစတင်ပြင်ဆင်နေပြီဖြစ်တယ်လို့သိရပါတယ်။ခုတင်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စီးရေးစီးပွားရေးလူမျိုးရေးသတင်းတွေကထူးခြားတဲ့သတင်းတွေကိုရွေးချယ်ပြီးပြန်လည်တင်ပြပေးတာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာ။